ရေတော့ချိုးရအောင်မယ်ငါသမီးတွေကလည်းမနိုးသေးဘူးလားမသိဘူးသူတို့လည်းငါနိုးရကြက်ကြက်နေပြီနှစ်ယောက်လောက်နိုးနေပြီတားဒီဘာဖြစ်လို့အိမ်မှာတူးနေရလဲမေသူကလေတောက်လေမျက်စိမှထိုက်ထားတာဘာလို့မလို့လည်းမသိဘူးဒီနေအိမ်မနှစ်ယောက်တော့ရဖြစ်နေပြန်ပြီထင်တယ်မရဖြစ်ပါဘူးမေရဲ့ဒီဆိုလည်းနေတော့ရေချိုးပြီးတော့ထမင်းစားဖို့လုံးတော့ပဲမေရေချိုးလိုက်အောင်မယ်ငါရေချိုးနေပြီဆိုကိုတာဖာတော့မလို့သေးဘူးထင်တယ်ဒီလဲလိုက်အောင်မယ်ဒီလိုပဲလောက်လိုက်မယ်တော့ပြလိုက်အောင်မယ်ပြေးသူတို့တွေကိုလည်းတော့နိုးလိုက်အောင်မယ်ဘာဖြစ်နေကြလဲကိုခေါ်နေရမလားဘူးမေရဲ့ဒီညမနော်လေတော့မြလေးတော့လောက်ခက်လာဟေရိုကစားကွင်းလိုက်ပို့ပေးဘူးနော်မြလေးလောက်အမေတကယ်လားတကယ်ဆိုပြောနေရလေဟဲ့နင်းကိုကစားကွင်းလိုက်ပို့ပေးမယ်ဟဲ့တကယ်လားအေးလေဟဲ့နင်းလည်းဘာဖြစ်လို့ပိုင်နေရလဲငါနေကိုချစ်လို့ပါဟာလာမင်းလေးလာပါဆိုမလာမတို့ရေချိုးကြမလားရောမချိုးနဲ့လေပြေဘာလို့နေရလဲမျက်နှာသိနေရပေါ့သမီးရဲ့လာမျက်နှာသိပြီးပြီနော်မမဖေးပြီးတော့လာရဟိုလာမေပြေးထားတဲ့အင်ဂျီကိုပို့ငါတော့လဲပြီးပြီကိုတော့လဲလေငါတော့လဲမှာပါနေရပြီဒီအင်ဂျီလာလားအေးလာတယ်ဒီလဲတော့မဲလို့လားဒီအင်ဂျီဘယ်လိုလိုက်မယ်ငါပြီးပြီမိမဒီဆိုထိုင်ကြည့်အောင်ထိုင်ကိုပါရလဲစကမ်းရချင်းလာစကုန်နေတယ်မေလာစားလီစားမှာပေါ့မပုံမစားအေးပါဟဲ့နေတော့လည်းဒီညနေလေးလောက်စားပြီးတော့ဒီဘက်တော့မလည်းကစားခွင့်ပေါ့ဟဲ့ဘူးလာcheck အင်းလာစစ်တော့မယ်မပြန်မစထဆုံးနေလာမယ်ဒီခုဒီခုကိုလာမယ်နော်ဟာဖေလာပြီဖေလာတော့ကြမယ်အလကားပေါ်တဲ့နေဖေအရှိတခိုင်လေးဟဲ့
ပြီကျမနောက်မှာပဲထိုင်နေမှာဒီခုပဲသွားမှာလဲဖေဖေပဲကစားကွာလည်းပူပင်းနေဆိုကစားကွာမသွားတော့ဘူးဒီဆိုပဲသွားမှာလဲမဟုတ်ကဒီနေ့သမီးဝင်နေမဟုတ်ဘူးလားဟုတ်တယ်လေဒီဆိုသမီးပဲသွားချင်လဲပတ်ချသွားရှင်ဒီခုပတ်ချလိုက်ပြီတင်မှာဒီလမ်းညာသွားမှာလားကိုကဟုတ်တယ်ဒီလမ်းမသွားရင်ငါဘယ်လမ်းသွားရမှာလဲပတ်ချမှာလာလိုက်တာမူဂျူရဲရှိတယ်တမီးမူဂျူကျောင်းနေရှင်လားနေချင်မဘူးဖေဖေရဲ့တမီးကကျောင်းမှာပဲနေရှင်လားဒီကိုကျောင်းထားရလေတမီးအိုးပတ်ချလာလိုက်တာအလို့စင်တမန်တာအနောတာရိုတမီရိုတော့ကစားဖေရိုထိုင်နေကဲတော့နေမလေးအေးနဲ့ဘာဖြစ်တဲ့နေရလဲလာငါ့လိုက်ဖန်မလိုပါဘူးဟာငါဒီနားမှာပဲကစားချင်တာဟဲ့လာလေလာလို့လာဖေနဲ့မေမေကတော့မယ်အလုပ်ကို